အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ဒေါက်တာအေဒါဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အမြင့်ရိုက်ပြုတ်ကျတဲ့ဖော်ဒါမင်းမထီအောင်ကာကွယ်ပေးနိုင်တဲ့ item စင်မျိုးကိုပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ဗီဒီယိုလေးမစခင် like နဲ့ subscribe လေးလုပ်ခဲ့ကြပါဦးဗျအဲဆိုဗီဒီယိုလေးစလိုက်ကြအောင်နံပါတ်1အနေနဲ့တော့ water bucket ဖြစ်ပါတယ်ဒီ water bracket ဒါလေးကိုစမ်းကြည့်ကြမယ်ဟိုပေါ်တက်မှာအဲဒါဆိုတော့ water bracket ကိုစမ်းကြည့်မှာဖြစ်ပါတယ်သူကတော့ဘလောက်အမြင်ကြီးကြက်ကြက်သူကလုံးဝဓာတ်မိမပေးနိုင်တော့ရေဖြစ်တဲ့အတွက်သူကနံပါတ်2အနေနဲ့ကတော့လှေဖြစ်ပါတယ်စမ်းကြည့်ကြမယ်ဆိုတော့လှေကိုစမ်းကြည့်ကြမယ်ဖြစ်ပါတယ်လှေကိုကတော့ဒီတိုင်းလေး drain လို့ပုံစံလေးတိုင်းလေးချလိုက်ပါမယ်ပြီးရင်လှေပေါ်တက်ပါမယ်ဒါမျိုးလေးလှေပေါ်လေးကနေမှခုံချမှာဖြစ်ပါတယ်လို့လေးအောက်ကိုဆင်းလိုက်ပါမယ်သူအောက်ကိုထိပါနေပြီဆိုရင်ခုံချလိုက်ပါမယ်သူကအောက်ကိုရောက်မှခုံချရဖြစ်တဲ့အတွက်သူကလည်းwater bucket လို့ပဲ unlimited ရပါတယ်ဘယ်လောက်မြင့်အမြင့်ကြီးပြုတ်ကြရပါတယ်နွားတက်လာခဲ့တယ်ဒုတိယတစ်ခုတတိယတစ်ခုကတော့ slime block ဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့ခုံးကြည့်ကြပါမယ်ခင်ဗျ slime block လေးနော်တော့ဘယ်လောက်ကာကွယ်ပေးနိုင်လဲသူကလည်း unlimited ပါပဲဘယ်လောက်အမြင့်ကြီးပြုတ်ကြရပါတယ်ဒီလိုခုံးနေတဲ့အချိန်လေးမှာတော့စောင့်ပြရပါမယ်သူကခုံးနေတာပြန်ကန်တာဖြစ်တဲ့အတွက်ပြုတ်ကြရ damage ထိနိုင်ပါတယ်နံပါတ်4အနေနဲ့တော့စပါးစီးဖြစ်ပါတယ်ကဲဒါဆိုတော့စပါးစီးကိုစမ်းကြည့်ကြပါမယ်ခင်ဗျလို့ခုံးချလိုက်ပါမယ်သူကတော့တော်လေး damage ကိုတော့ short ပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့တအားကြီးမြင်လွှဲတော့မရပါဘူးသေးသွားနိုင်ပါနဲ့တော်တော်နေရကြတော့သူကလုံးဝမရော့ပါဘူးဟိုလိုအနည်းဆုံးဘလော့20လောက်ထိတော့ရမယ်ထင်တာပဲနံပါတ်5ကတော့ honeycomb block ဖြစ်ပါတယ်ဒါဆိုတော့ဒါလေးကိုစမ်းကြည့်ကြပါမယ်ဘယ်လောက်ကောက်ွယ်နိုင်လဲဆိုတော့သူကတော့လုံးဝမရပါဘူးသေးပါရဲ့ဗျသူကတော့ဒါကြီးအမြင်ကြီးတွေဆိုတော့မရဘူးပေါ့နော်ဒါပေမဲ့နေဆိုရင်တော့ရမှာပါဗျနေဆိုရင်တော့သူကတိတ်ကြီးဓာတ်မိမရှိတော့ပါဘူးဗျနံပါတ်6အနေနဲ့တော့ဝင်းချာဖြစ်ပါတယ်ဒါလေးကိုစမ်းကြည့်ကြအဲဆိုရင်ဝင်းချာကိုစမ်းကြည့်ပါမယ်ခင်ဗျသူကတော့အောက်ကိုထိပါကြီးပါပဲစမ်းမှာပေါ့နော်နောက်ကျသွားလို့ပါဗျာကျွန်တော်လည်းမသုံးနိုင်ဘူးရသွားပြီသူဒီလိုဘေးမှာဟိုကတော့ဒီလိုမျိုးရှိမှရမှာပေါ့နော်နံပါတ်ခွဲအနေနဲ့တော့လှေပဲဖြစ်ပါကြလှေကလည်းတော်လေးသုံးရတာခဲ့ပါတယ်ဝင်းချလိုမျိုးပေါ့ကဲလှေကိုစမ်းသွားမှဖြစ်ပါတယ်ခင်ဗျလှေကတော့သုံးလို့တော့အဲ့လိုအမြင့်ပြုတ်ကြတဲ့အချိန်မှာသုံးလို့တော့ရပါကြကျွန်တော်ကတော့မသုံးနဲ့လို့ထားလိုက်ပါကြဒါကီးပုံးတာဆိုတော့ကျွန်တော်လည်းမသုံးနိုင်ဘူးပေါ့နော်ဒါလှေရဲ့အစားကျွန်တော်ဒီမှာမြင်းနဲ့ပြသွားမှဖြစ်ပါတယ်ခင်ဗျဒီမြင်းကတော့နောက်ဆုံးအနေနဲ့ပဲပြတော့ပါကြအရင်ဆုံးနံပါတ်8အနေနဲ့ထုတ်တန်းကတော့ browser လို့လည်းသိတဲ့အတိုင်းဘလောက်အမြင်ရကြသူကလည်း unlimited ရပါတယ်ကဲဒါဆိုတော့ထုတ်တန်းစမ်းပြသွားမှဖြစ်ပါတယ်ဒီခါကတော့ထုတ်တန်းနှစ်ခုကြီးဖြစ်သွားတယ်ဒါဆိုတော့ထုတ်တန်းစမ်းပြသွားမှာပါခင်ဗျာထုတ်တန်းတော့အဲ့လိုပါပဲပြန်ထတော့ကျွန်တော်ကလေးတုံးကတော့မဖြစ်ချင်တော့လို့လှေကားတော့ကျွန်တော်လည်းမလုပ်တတ်ဘူးဆိုတော့စမ်းမပြတော့ဘူးလှေကတော့ဖုံးတာဆိုတော့သုံးတတ်ပါတယ်ဒီလေကားတော့ဘလို့မှကိုမသုံးတတ်ဘူးမပြတော့ပါခင်ဗျနောက်ဆုံးနံပါတ်10အနေနဲ့ကတော့ slow falling ဈေးပဲဖြစ်ပါတယ်ခင်ဗျဒါလေးကိုစမ်းပြသွားမှာပေါ့နော် slow falling ကလည်းထုံတန်တို့ water bucket တို့အဲ့လိုမျိုးသူကလည်း unlimited ရပါတယ်ခင်ဗျသူကလည်းဘယ်လောက်မြင်ရပါတယ်သူကတော့နှင်းလေးပြုတ်ကြလာမှာဖြစ်ပါတယ်ဒါကတော့ slow falling ဈေးဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တော့ကျွန်တော်ဒီမြင်းနာစမ်းပြသွားမှာဖြစ်ပါတယ်မြင်းနာပါဒီခါတော့မြင်းနာစမ်းပြသွားမှာဖြစ်ပါတယ်မြင်းကဒီနားလေးမှာပါရတော့ပါခင်ဗျာ10ကလောက်ကျူးစားလိုက်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမောက်တင်တာတစ်ခါမှမသုံးတတ်တော့ဒါဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျဒါ
brother တို့အတွက်အသုံးဝင်မယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like လုပ်ပြီးမှကျွန်တော်ကိုလည်း subscribe လေးနဲ့ support လုပ်ခဲ့ကြပါဦးဗျအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye